Hello မင်္ဂလာပါကျွန်တော်ဒီနေ့အားလုံးကိုဘလော့လိုင်းပေါက်လေးဖောက်ပြမှာပါအခုဒီတကဖောက်မှာအရင်တကဖောက်တို့မျိုးနုံမီရုပ်မဟုတ်တော့ပါဘူးလာပုံရုပ်ကိုဖောက်မှာပါတခြားတော်တော်များဖောက်နေကြဟောရုပ်ကြီးကိုကျွန်တော်မဖောက်ဒီတကကျွန်တော်ဖောက်မှာကျွန်တော်ရုပ်သေးလေးကိုကျွန်တော်ဖောက်မှာပါကျွန်တော်နှစ်ရုပ်ကျွန်တော်ဝယ်ထားပါတယ်ဘာလေးပေါက်လဲဘာလေးပါလဲဆိုတော့အားလုံးနဲ့အတူတူကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်ကျွန်တော်ရုံးသုံးပြမယ်ရုံးသုံးဖောက်မဲ့ရုပ်တွေကဒီရုပ်လေးလာပုံရုပ်လေးတော့ကြည့်လေးတော့ဒါလေးပါတယ်မှာအများကြီးတော်တော်လေးချစ်စရာကောင်းတယ်ရုပ်လေးတွေကမကြည့်လိုက်ကျွန်တော်ကဒီထဲမှာဘာအကြိုက်ဆုံးလဲဆိုရင်ဒီမှာပေါ့အိုးအောင်ဆုံးအလေလောက်ဖြူလေးနဲ့အပန်းရောင်လေးတော့ကြည့်လေးရပါအပန်းလေးအဲ့ဒီဟာလေးကိုကျွန်တော်အကြိုက်ဆုံးဒါပေမဲ့ကျွန်တော်ကြိုက်တဲ့အကြိုက်ဆုံးရုပ်လေးဒါဖောက်လိုက်တဲ့ခါကျရင်ပေါက်မလားမပေါက်လားဆိုတော့ဒါအားလုံးရဲ့ဒီလိုတစ်ချက်တော့ကြည့်ပါမယ်ကိုဖောက်လိုက်ပါဒီတစ်ခေါက်ကျွန်တော်ဒါဝယ်ရတော့ရုပ်ဆိုင်ရုပ်ကတော့ကျွန်တော်ပေါ့မတ်ကဝယ်တာပါပထမကျွန်တော်ရင်ဝယ်တဲ့ဆိုင်ကတော့တော်တော်ရုပ်ဆိုင်ကျွန်တော်ဝယ်တာဒါကတော့ပေါ့မတ်ကဘာလေးပေါက်လဲဒီနေ့ရှင်တော့ခုဒါလေးပေါ့ပျော်တည့်ရတဲ့ရှင်တော့ကဲဘာလေးပေါက်လဲตัวကပြားလေးတကူလေးလက်ဆောင်ပေးပါတယ်အနီလေးမှတည်းအနီကွာရုပ်ကအနီပေါက်သွားတာတန်းတည်ပါရဲ့ဒါမှလည်းဟုတ်ချင်တယ်ဟုတ်တယ်ညာကဲဒီမှာအနီလေးတဲ့ချစ်စရာတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကြိုက်ဆုံးရုပ်လေးတော့မဟုတ်ဘူးဒါပေမဲ့နောက်တစ်ခုကြံတယ်နောက်တစ်ခုမှာကျွန်တော်ကြိုက်တဲ့ဟာပိုင်နဲ့ပါတယ်ရောက်နေဒါပြီးကြည့်ပါကဲတန်းတယ်ဘယ်လိုလဲအားလုံးလည်းဒီကျွန်တော်ခုပေါက်တဲ့နီလီကိုသဘောကျကြရလားဒီကြောင်ကြည့်ပါနီလီကဲချက်ထဲလာပြီဘာလို့ဒီပေါက်လဲဒီပေါက်ဒီတခါပေါက်မှာတော့ဒီရုပ်လေးကတော့ချိတ်တာပေါ့ဘယ်လိုအမွေးပွားသားလေးနဲ့ရုပ်လေးပါဝင်တဲ့ဟာလေးတွေကတော့ဒီမှာသူကရောင်ကအစုံပဲဒီမှာကြည့်ရောင်တော်တော်လေးစုံတယ်အဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးရုပ်လေးကဘာရုပ်လေးလဲဆိုတော့ကျွန်တော်ကတော့ဒီရောင်လေးကိုကြိုက်တယ်ကျွန်တော်အကြိုက်ဆုံးဒီရောင်လေးနဲ့နောက်တစ်ခုဒီဝါရောင်လေးဒီနှစ်ရောင်ကတော့ကျွန်တော်အကြိုက်ဆုံးရောင်ပြောလို့ရတယ်ကျွန်တော်ဒီအကြိုက်ဆုံးရောင်နှစ်ရောင်ဒီထဲမှာဒီကပေါက်မလားမပေါက်လားဆိုတော့အားလုံးဒီလိုထပ်ပြီးတော့ဖွင့်ကြည့်ပါမယ်ကဲရှင်ကုန်စိတ်လို့ကြာဆိုတော့တစ်ချက်တော့စောင့်ကြည့်ကြပါဦးဟုတ်ပြီOh my god အိတ်ကလေးကတော်လာအိတ်ကလေးတော့ချစ်စရာစားလေးလည်းပါတယ် Pin for left စားလေးရောအိတ်ကလေးရောအရင်ချစ်စရာပါလေအထဲမှာပါလေးပါတယ်ဆိုတော့တူကြည့်ပါမယ်ကဲပါလေးဖြူလေးလားဝါလေးလားဝါရောင်လေးလားဖြူရောင်လေးလား
အနည်းအောင်လေးလားတခုပဲမကြည့်ရသေးပါဘူးပေါက်ပြီးသွားကြည့်ပါမယ်ကြည့်ပါဘာလေးဖြစ်အိုးကျွန်တော်ရွေးရတဲ့အရုပ်တော့မဟုတ်ဘူးဒါပေမဲ့နောက်တဲ့ကျွန်တော်အချိန်ဆုံးရုပ်တွေထဲကတရုပ်ပါပဲကဲဒီနေ့အပြာရောင်လေး sky blue လေးမဆိုတော့ဒီရုပ်လေးပေါ့လို့မဆိုကျွန်တော်ဘယ်လိုပြောမလဲတတိယမြောက်အချိန်ဆုံးရုပ်လေးလို့ပြောလို့ရတယ်အဲ့ဒီဒါလေးတော့ကြည့်ဖို့ကောင်းတာပဲကန်ကြီးတယ်မှာတကယ်ပုံမှန်ကြည့်တော့အဲ့လိုရှိစရာတော့ဒီမှာကန်ကြီးတယ်မှာမတရားတော်တော်ချစ်ဖို့ကဲဘယ်လိုလဲအားလုံးလည်းသဘောကျကြရလားဘယ်လိုချစ်စရာကောင်းလို့လဲအားလုံးလည်းဒီဘောဒီရုပ်တွေအားလုံးတွေကအကြိုက်ဆုံးရုပ်ဖြစ်ရတာဒီရုပ်လေးကကျွန်တော်ကတော့တတိယမြောက်အကြိုက်ဆုံးရုပ်လေးဒီဟာလေးကဘလို့ဖြစ်ဒီတစ်ခါပေါ့တဲ့ဒီရုပ်လေးဒီ black box ကတော့ကျွန်တော်ကျင်းနေပါတယ်အခုဒီကဖောက်ကူရဆိုတော့နောက်နေ့ကျရင်ဘယ် blind box တွေပေါက်မလဲဆိုတော့လေအားလုံးတစ်ချက်လောက်သုံးကြည့်ပေးကြပါဦးပြောချင်ပါတယ်အားလုံးလည်း blind box ခေါ်ရတဲ့အားလုံးပဲကံကောင်းကြပါစေနောက်တစ်ဗီဒီယိုတွေမှာတော့တက်ပြီးဆုံးနေပါမယ်ကြည့်လား